ချိုးလာဟုတ်ကဲ့မင်းကအဲ့ဒီရှင်းပြဟုတ်ကဲ့ဟုတ်ကိုညီမတို့အဲ့ဆို building model လေးတစ်ချက်သွားကြည့်ကြမယ်လေဟုတ်ဒီ project ကတော့2026 quarter 4မှာပြီးမဲ့2 point project လေးပေါ့နော်ဟုတ်ပြီဒါကတော့ main entrance ညီမတို့အခုလက်ရှိရောက်နေရတော့ဒီနေရာပေါ့နော်ဒီကနေဒီလိုဝင်သွားရမှာဒါခုနကကားထားတယ်ဟုတ်ကဲ့အခုဟုတ်ညီမတို့မှာဆိုရင်တော့ဒါ tower ကတော့2ခုရှိတယ် tower A နဲ့ tower B ပေါ့နော်ဟုတ်tower B ကတော့ pet friendly ဖြစ်တယ်အခုဟုတ်ကဲ့ဟုတ် pet extra charges ရှိတယ်အခုဟုတ်ဒါလေးကတော့ club house ပေါ့နော်ဟုတ်ကဲ့အဲ့တော့ဒါ club house ကတော့အခုတည်းရဲ့အတိုင်းပဲကျွန်တော်တို့ facility ကတော့အကုန်ပါတယ် gym ပါမယ် co-working space တွေပါမယ် library တွေပါမယ်ပေါ့နော်ဟုတ်ဒါကတော့ရေကူးကန်လေးအခုဒါရေကူးကန်ပြောနေခုအလဲဟုတ်ကဲ့အခုဟုတ်ကြီးပဲဟုတ်တယ်ကျွန်တော်တို့ total ကတော့8ထပ်ရှိရယ်ကိုဒါပေမဲ့အောက်ဆုံးထပ်တွေအကုန်လုံးကကျွန်တော်ကားပါကင်မယ်ဆိုတော့တကယ်လူနေတာကတော့9ထပ်ပဲနေလို့ရတယ်အခုဒါကဒီ pet friendly condo ရဲ့ဒီအရှိတက်တဲ့မှာဆိုတော့ဒါပက်လေးကြီးဆော့လို့ရတယ် garden လေးတစ်ခုဒီမှာတည်တံ့ထားပေးတာပေါ့ဒီထဲမှာပတ်ကြောင်းဟုတ်တယ်ဟုတ်အဲ့တော့အကိုတို့အနေနဲ့တည်တံ့အပြင်လေးထွက်เสียမလို့တော့ဘူးပေါ့ဟုတ်အကိုကြတော့မိသားစုတော့ပါမှာပေါ့ဟုတ်ကဲ့အကိုဒီမှာ building အားလုံးမှာ room type တွေဆိုတော့ဘယ်လိုရွေးစရာရှိလဲညီမတို့ကတော့ room type ကတော့4မျိုးရှိရဲအခု studio type ကစတယ် one bedroom ရှိရဲ one bed plus ရှိရဲ two bedroom ရှိရဲဟုတ်အကိုကမိသားစုကဘယ်နှစ်ယောက်လဲအကိုမိသားစုကအကိုပါဝင်ဆို4ယောက်ပေါ့အဲ့ဆို two bedroom လေးအဆင်ပြေရပေါ့အခုဟုတ်ကဲ့ဟုတ်အဆင်ပြေပြီးတော့ live ရှင်းပြပေးရလေကျေးဇူးတင်တယ်အဲ့ဆိုညီမနောက်တစ်ပတ်ထဲမှာအကို follow လုပ်လိုက်မယ်ဒီတကယ်လို့အကိုမျိုးသမီးနဲ့တိုင်နေပြီးတော့နောက်တစ်ခါအမထက်ကြည့်ချင်နေဆိုရင်ညီမကိုဆက်သွယ်လိုက်လေအားနာပိုင်အောင်လည်းပြအောင်ဟုတ်အဲ့ကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါအကို